တို့ဒီခေါင်းစဉ်လေးရဖြစ်ပဲနှုတ်ကပတ်တော်ကိုကျွန်တော်တို့သူတို့ကခွန်အားယူကြရအောင်နော်ကျင်းမြောင်းရာမှာကျယ်ဝန်းရာတို့ဆိုတဲ့ဒီနှုတ်ကပတ်တော်လေးရဖြစ်ကျွန်တော်တို့ခွန်အားယူဖို့အားလုံးကိုဖိတ်ခေါ်ချင်တာဖြစ်တယ်ကျင်းမြောင်းရာမှာကျယ်ဝန်းရာတို့ဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့ကျွန်တော်တို့သူတို့ကနှုတ်ကပတ်တော်ခွန်အားယူစီချင်တာဖြစ်တယ်ဒီတဲကနေကျွန်တော်၃ခုကိုပြန်ပြီးတော့ခွဲထုတ်ချင်တာဖြစ်တယ်ကျင်းမြောင်းရာအရက်နဲ့စုတောင်းခြင်းနေကူစားခြင်းပြီးတော့ကျယ်ဝန်းသောအရက်တို့ခေါ်သွင်းခြင်းဆိုတဲ့ခေါင်းစဉ်၃ခုနဲ့ဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုတို့ကလေ့လာစေခြင်းဖို့ဖြစ်ပါတယ်ကနဦးစကရေကကဘာဦးစကရေကဖယားသခင်ရဲ့အကြံစီတော်ကသူဖန်ဆင်းထားတဲ့သူ့တံတော်နဲ့ဖန်ဆင်းထားသောအာရန်နဲ့အေဝါကိုပင်လင်ဖခင်ကကျယ်ဝန်းရာအရက်ကိုပို့ဆောင်ဖို့ဖြစ်တယ်ဟာလေလုယာဒါကနဦးဖခင်ရဲ့အကြံစီဖြစ်တယ်ဖန်ဆင်းစားကလေးကဖခင်ကကျင်းမြောင်းရာထဲမှာမထားဘူးဒါကြောင့်ပြီးပြည့်စုံသောအေဒင်ထဲမှာအာရန်နဲ့အေဝါကိုနေရာချတာဖြစ်တယ်ဟာလေလုယာကျယ်ဝန်းသောပြီးပြည့်စုံသောလူတိုင်းသားရတာလူတဲ့လူသားရဆိုတဲ့အေဒင်ထဲမှာဖခင်ကအာရန်နဲ့အေဝါကိုချထားတာဖြစ်တယ်။ဒါကြောင့်ဖန်ဆင်းစကရေကဖခင်ရဲ့အကြံစီတော်ကသင်နဲ့ကျွန်ုပ်ကိုကျယ်ဝန်းသောအရက်ထက်သို့တွင်ပေးဖို့ဖြစ်တယ်။ဟာလေလုယာ။ဘုရားရှင်နာမဘုန်းကြီးပါစေ။ကျင်းမြောင်းရာထဲမှာသူ့သားသမီးတွေကိုမထားပါဘူး။အသွေးသားဖြစ်တဲ့သင်နဲ့ကျွန်ုပ်ပင်လင်ကိုသားသမီးတွေကိုကျင်းမြောင်းရာထဲမှာဘယ်သူမှမထားပါဘူး။နော်။ကျယ်ဝန်းသောအနာကတာ၍ကောင်းသောနေပယ်ထဲမှာပဲကျွန်တော်တို့သားသမီးကိုခေါ်ချင်ကြတာပဲဒါတော့ကျွန်တော်တို့အသွေးသားနဲ့ဖခင်နဲ့မိခင်တွေဖြစ်တယ်။နောက်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖခင်ကျွန်တော်တို့ကိုမေတ္တာနဲ့ချစ်တဲ့ဖခင်ကတာ၍ကျွန်တော်တို့ကိုကျယ်ဝန်းသောအရက်ထဲမှာပဲပို့ဆောင်ခြင်းတဲ့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာထိုဖျားရှင်နာမဘုန်းကြီးပါစေ။ဖခင်သခင်ကျွန်တော်တို့ဒီအရာကိုကြည့်တဲ့အခါမှာသူဖန်ဆင်းထားတဲ့လူနှစ်ယောက်ကိုကျယ်ဝန်းတဲ့အရက်ထဲသို့တွင်းပေမဲ့အပြစ်တရားကြောင့်ဘယ်ထဲပြန်ရောက်သွားလဲကျင်းမြောင်းရာကိုပြန်ရောက်သွားတာဖြစ်တယ်။ဒါကြောင့်ကျင်းမြောင်းရာဆိုတာအပြစ်နဲ့ဆိုင်သောနေရာတွေဖြစ်တယ်။ဖခင်ရဲ့အကြံစီမူလအကြံစီကကျယ်ဝန်းတဲ့အရက်ထဲမှာပို့ဆောင်ပေးပွဲဖြစ်တယ်။ဒါပေမဲ့အပြစ်တရားကြောင့်ကျင်းမြောင်းရာအရက်ကိုဘာဖြစ်လဲအာရန်နဲ့အေဝါရောက်သွားတာဖြစ်တယ်။ဒါပေမဲ့ဖခင်ရှင်အရန်ကောင်းမြတ်တာဖြစ်တယ်ဟာလေလုယာအရန်ကောင်းမြတ်တဲ့ဖခင်သခင်ဖြစ်တယ်။သူရဲ့အကြံစီဘယ်တော့မှဖခင်ကလက်မလျှော့ဘူး။ကျင်းမြောင်းရာဆိုတဲ့အပြစ်တရားထဲမှာရောက်သွားတဲ့လူတွေကိုဖခင်ကပြန်လဲရွေးကောက်ကယ်တင်ဖို့အာရန်ဆိုတဲ့ဒီအာဗြဟံဆိုတဲ့ပုဂ္ဂိုလ်ကိုဖခင်ကပြန်လဲပြီးတော့ဘာဖြစ်လဲရွေးချယ်ခဲ့တာဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမဘုန်းကြီးပါစေဘယ်တော့မှသင်နဲ့ကျွန်ုပ်ကိုကျင်းကျက်ရာထဲမှာဖခင်မထားဘူးကျင်းကျက်ရာထဲမှာရောက်နေတဲ့တိုင်အောင်အာဗြဟံကိုမိသားစုတွေကနေခေါ်ထုတ်ငါပြလက်တန်းသောပြည်သို့သွားဟာလေလုယာအာဗြဟံအားဖြင့်ဣဆက်အားဖြင့်ယာကုပ်နဲ့သူ12ယောက်တော်သားအားဖြင့်ဖခင်ကဘာဖြစ်လဲသူ့ရဲ့လူမျိုးတော်တွေကိုရွေးချယ်ပြီးတော့ဘယ်ကိုပြန်ပို့စေလဲခါနာန်ပြည်ကိုပြန်ပို့စေတာဖြစ်တယ်ဟာလေလုယာတာ၍ကျယ်ဝန်းသောတာ၍ကောင်းသောနေရာကိုဘုရားကပြန်ပြီးတော့ပို့ဆောင်ဖို့ကြံစီပြင်ဆင်တယ်ဆိုတာကိုတွေ့ရတဲ့အခါမှာဘုရားရှင်ရဲ့မေတ္တာအယံကြီးမားတာဖြစ်တယ်ဟာလေလုယာအဲ့လောက်ထိကြီးမားသောမေတ္တာနဲ့ဒီနေ့ကျွန်ုပ်ကိုချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကျင်းမြောင်းသောအရက်ကိုကျွန်တော်အရင်ဆုံးပြောချင်တာဖြစ်တယ်ကျင်းမြောင်းသောအရက်ကျင်းမြောင်းခြင်းဆိုတာကအားလုံးကျွန်တော်တို့သိတယ်ဒုက္ခပြဿနာတွေနဲ့ပြည့်နေသောနေရာဖြစ်တယ်ဝမ်းနည်းခြင်းပူဆွေးခြင်းတောကဒုက္ခတွေနဲ့ပြည့်နေသောနေရာအရက်ဒေသဖြစ်ပါတယ်ကျင်းမြောင်းရာလို့ပြောတဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးနဲ့လည်းသက်ဆိုင်တာဖြစ်တယ်တချို့ကြတော့စိတ်ပိုင်းဆိုင်ရာကျင်းမြောင်းရာထဲရောက်တယ်တချို့ကြတော့အနာယောဂါနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျင်းမြောင်းသောအရက်ထဲမှာရှိတယ်တချို့ကြဝိညာဉ်ပိုင်းဆိုင်ရာကျင်းမြောင်းရာအရက်ထဲရောက်နေတာဖြစ်တယ်ဒါကြောင့်ဒီ၃ခုစလုံးထဲမှာကြာရောက်နေတဲ့
သူတယောက်ရဲ့တက်တာကိုကျွန်တော်တို့အတူတူကလေ့လာဖို့ဖြစ်တယ်ကျင်းမြောင်းသောအရက်ထဲမှာဘသူရောက်သွားလဲဆိုရင်ကျွန်တော်တို့ကပ္ပဦးကျမ်းခန်းကြီး16ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာကျွန်တော်တို့ဟာဂရဆိုတဲ့အမျိုးသမီးကိုတွေ့ရတာဖြစ်တယ်တခါတလေကိုအားဖြစ်လဲမဆိုင်တဲ့လူကပြဿနာတွေရောက်လာတတ်တယ်နော်ဟာဂရရဲ့တက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူ့အတူနေအကောင်းသားသူကအာဗြဟံနဲ့ဆာရာရဲ့ဖခင်ရဲ့ဂတိတော်ကိုမဆောင်ဆိုင်နိုင်သောကြောင့်ဘာဖြစ်လဲအဲ့ဒီသူတို့နှစ်ယောက်ရဲ့ပြဿနာတွေမှာဘယ်သူပါလာလဲဟာဂရပါလာတာဖြစ်တယ်ဆာရာကနေယူရသူ့ရဲ့ကျွန်မဟာဂရကိုသူ့ရဲ့ခင်မွန်းအာဗြဟံလက်ထက်ကိုအပ်လိုက်တာဖြစ်တယ်တကယ်တော့သူတို့နှစ်ယောက်ရဲ့ပြဿနာဒါပေမဲ့ဘယ်သူပါလာလဲဟာဂရကမြန်မာစကားရှိတယ်ဘာဖြစ်လဲဆရာမတန်နာတို့မြန်မာစကားဆိုအရန်သိတယ်နော်ဆရာမတို့ဆိုရင်ပဲသွားကြမှာဗာညက်တာလဲစားညက်တာလားပဲကြည့်လို့ညက်တာပဲကြည့်လို့ကြားစားညက်ဆိုတဲ့နော်စကားအတိုင်းပဲဖြစ်တယ်နော်သူကအဲ့လိုညက်ပြီးပါလာတာဟာဂရကလေဒါပေမဲ့ဟာဂရရဲ့တက်တာကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာအရန်တနာဖို့ကောင်းတာဖြစ်တယ်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျင်းမြောင်းခြင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်သူမကအိမ်ဖော်ဘဝပါကျွန်မနော်ကျွန်မနေအေးဆေးပဲဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပြဿနာထဲမှာသူညှက်ပါလာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာကျင်းမြောင်းရာသူခံစားရတာဖြစ်တယ်ဘာဖြစ်လို့လဲသခင်မကသူ့ကိုအိမ်ကနေမောင်းထုတ်လိုက်တာဖြစ်တယ်ဘလောက်ထိသူကြည်ကွဲမှလဲတကယ်တော့ဒီပြဿနာထဲမှာ तू ပါချင်တာလည်းမဟုတ်ဘူးသူတောင်းဆိုခဲ့တာလည်းမဟုတ်ဘူးသူကပဲသူ့ရဲ့ခင်မွန်းတဲ့အတွက်စိတ်ချစွာနဲ့အပ်ပေးလိုက်တာဟာဂရကိုဒါပေမဲ့အခုတော့သူကပြန်ပြီးတော့နှင်ထုတ်တယ်ဆိုတော့ဟာဂရနေရာမှာကျွန်တော်တို့ခန်းစားကြည့်ပါဦးဘလောက်ထိဝမ်းနဲ့ကြည်ကွဲမှာလဲဘလောက်ထိစိတ်ပိုင်းဆရာမှာသူကျင်းမြောင်းတော့အရက်ရောက်နေမလဲဆိုတော့ကျွန်တော်တို့ခန်းစားရတာဖြစ်တယ်ဒါညင်းပယ်ခြင်းအထီးကျန်ခြင်းစိတ်ပိုင်းဆရာကျင်းမြောင်းရာဖြစ်တယ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာရဲ့ကျင်းမြောင်းရလဲသူရောက်တာဖြစ်တယ်ဒီသူ့ရဲ့သားငယ်လေးနဲ့ဒီကန္နာယကြီးထဲမှာတောကြီးထဲမှာမဲ့မဲကြီးထဲမှာဘာဖြစ်လဲမုတ်လဲကုန်ပြီရေလဲကုန်ပြီတဲ့အဲ့ဒါခန္ဓာကိုယ်ပိုင်းဆိုင်ရာကျင်းမြောင်းခြင်းဖြစ်တယ်ရှေ့ဆက်အသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူးစားစရာမှမရှိရင်တေယုံပဲရှိတယ်ဒါကခန္ဓာပိုင်းဆိုင်ရာကျင်းမြောင်းခြင်းဖြစ်တယ်ကလေးငိုနေတာကလေးစာလောင်လို့ငိုကြွေးနေတာကိုမကြည့်ရလို့သူကခဝေးဝေးမှာတွားပြီးတော့နေနေတာဖြစ်တယ်စာလောင်ခြင်းဒါခန္ဓာကိုယ်ပိုင်းဆိုင်ရာကျင်းမြောင်းခြင်းထဲမှာဒူမရောက်တာဖြစ်တယ်ဒီနှုတ်ကပတ်တော်တစ်ခုကျွန်တော်အရန်ခွန်အားရတယ်ကျွန်တော်ကပ္ပဦးကျမ်းခန်းကြီး16ရာလေးဖတ်ချင်တယ်ပေးနေရလေဆိုတော့ကျွန်တော်မမှတ်ထားဘူးအမပေါ်လာတော့ကျွန်တော်အရင်ဖတ်ချင်တယ်သူကဘာပြောလဲဆိုရင်ဒီလိုဆင်းရဲဒုက္ခထဲမှာသူ့ကိုမြင်နေတဲ့သူရှိတယ်ဟာလေလုယာအဲ့ဒါဘာတူလဲဖခင်သခင်ဖြစ်တယ်ဒါကြောင့်ကျွန်မတယောက်ယူရာလူမျိုးအနွယ်ဝင်လည်းမဟုတ်ဘူးသူကအဲဂုတ်တုအမျိုးသမီးဖြစ်တယ်ပြီးတော့သူကကျွန်ဖြစ်တယ်ဒါပေမဲ့သူကဖခင်နဲ့စကားပြောခွင့်ရတာဖြစ်တယ်ဟာလေလုယာဖခင်ရှင်ဘလောက်ကောင်းမြတ်လဲသင်ကျင်းကြက်ရာထဲမှာရောက်နေတဲ့အခါမှာသင်ဘယ်သူမှမသိဘူးလို့သင်ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့သင်ကိုဖန်ဆင်းတဲ့ဖခင်ကသင်ရောက်နေတဲ့နေရာအထိသင်ကိုမြင်တဲ့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာဟာဂရကဖခင်ကိုမသိပါဘူးဟာဂရကဖခင်ရွေးချယ်ထားတဲ့လူမျိုးအဝင်ထဲမှာမပါပါဘူး
ဒါပေမဲ့သူမှကျင့်ကြံ့ရာရောက်နေတဲ့အခါမှာဘသူသူ့ကိုမြင်လဲဖယားသခင်သူ့ကိုမြင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဟာဂရကဘာပြောလဲငါကိုမြင်တော်မူသောဖယားသခင်နဲ့ငါစကားပြောရတယ်တဲ့နော်ပထမဦးဆုံးသောဖယားကိုနာမည်ပေးတဲ့သူကဟာဂရဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဖယားရဲ့မေတ္တာကိုကျွန်တော်တို့တာ၍ခံစားရတာဖြစ်တယ်နော်ဘာမဟုတ်တဲ့ဂျွန်မဟာဂရစွန့်ပစ်ခြင်းခံရတဲ့ဟာဂရအိမ်ကနေနှင်ထုတ်ခြင်းခံရတဲ့ဟာဂရတောနဲ့နယ်ကြီးထဲမှာမုတ်လည်းမရှိရေလည်းမရှိတေဖို့ပဲစောင့်မျှော်နေတဲ့ဒီအမျိုးသမီးဘသူကမြင်လဲအသက်ရှင်တဲ့ဖယားသခင်သူ့ကိုမြင်နေတာဖြစ်တယ်ဒါကြောင့်သင်ဒီကျင့်ကြံ့ရာထဲမှာရောက်တဲ့အခါမှာသင်ကိုမြင်တော်သူရှိတယ်ဆိုတာကိုနားလေစေချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒီမှာငါကိုမြင်တော်မူသောဖယားရုပ်ပိုင်းဆိုင်ရာကျင်းမြောင်းခြင်းထဲမှာလည်းသူရောက်တာဖြစ်တယ်ပြီးတော့ဝိညာဉ်ရေးမှာကျင်းမြောင်းခြင်းလည်းသူခံရတာဖြစ်တယ်တေတာကလွဲလို့သူ့မှာဘာမှမျောလင်းချက်မရှိတော့ဘူးဒီနေရာမှာတော်ကြီးထဲမှာဘသူ့ကိုအကူအညီတောင်းမှလဲအကူအညီတောင်းလို့လည်းမရနိုင်တဲ့အခြေအနေဖြစ်တယ်နောက်ဆုံးတေခြင်းမှတပါသူ့မှာဘာလမ်းမှမရှိတော့ဘူးဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကဒီအမျိုးသမီးရဲ့ကျင်းမြောင်းရာထဲမှာရောက်နေတာကိုမြင်တော်မူသောဖယားသခင်ကယနေ့တင်တဲ့ကျွန်ုပ်ကိုမြင်တော်ဖယားသခင်ဖြစ်တယ်ဟာလေလုယာထိုဖျားရှင်နာမဘုန်းကြီးပါစေဒါကြောင့်ကျင်းမြောင်းရာထဲမှာတင်ရောက်လို့ဝမ်းမနေနဲ့ကျင်းမြောင်းရာထဲမှာတင်ရောက်လို့ကိုသူမဲ့နေလို့စိတ်တမကြနဲ့တင့်ကိုဖန်ဆင်းတဲ့ဖယားသခင်ကတင့်ကိုမြင်တော်ဖယားသခင်ဖြစ်တယ်ဟာလေလုယာတင်ရဲ့အခြေအနေတိုင်းကိုနားလေတော်ဖယားသခင်ဖြစ်တယ်ဟာလေလုယာတင်ရဲ့ခံစားချက်အလုံးစုံကိုသိတော်ဖယားသခင်ဟာကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ဖြစ်တယ်ဟာဂရမင်းဘာဖြစ်နေတာလဲမင်းရဲ့တာငိုနေတဲ့အတန်ကိုငါကြားတယ်တဲ့ဖယားသခင်ကဟာလေလုယာအာမင်ဒီနေရာမှာကျွန်တော်ဘာကိုတွေ့ရလဲဆိုရင်တော့ဖယားသခင်ကဟာဂရရဲ့ဒီမျောလင်းချက်ကိုရေတွင်းအစ်စ်ကိုဖျားဖန်ဆင်းပေးလိုက်တာမဟုတ်ဘဲနဲ့ဟာဂရရဲ့မျက်စိကိုဘာဖြစ်လဲဖွင့်ပေးလိုက်တာဖြစ်တယ်ဟာလေလုယာဖျားရှင်နာမဘုန်းကြီးပါစေရှိပြီးသားနော်ခါလေကျွန်တော်တို့ကဖယားသခင်ပြင်ဆင်ထားပြီးသားအရာကိုမမြင်နိုင်တာပဲရှိတယ်ဖယားကအသစ်ပြန်ပြီးတော့ဖန်ဆင်းထားတာမဟုတ်ဖန်ဆင်းထားပြီးသားပြင်ဆင်ထားပြီးသားအရာကိုပဲဘာဖြစ်လဲမြင်စေတဲ့ဖယားသခင်ဖြစ်တယ်ဟာလေလုယာသူမရဲ့မျက်စိကိုဖွင့်ပေးလိုက်တဲ့အခါမှာရေတွင်းကိုတွေ့တယ်ရေကိုတွေ့တဲ့အခါမှာရေကိုခတ်သူ့ရဲ့သားကိုလည်းတိုက်နေ့ရဲ့သားကိုလည်းငါလူမျိုးကြီးဖြစ်စေမယ်တဲ့ဖခင်ရဲ့ဂတိတော်ရောက်လာတာဖြစ်တယ်ဟာလေလုယာအဲ့ဒီကျင်းမြောင်းရာထဲမှာသူဘသူမြင်ရလဲအသက်ရှင်တဲ့ဖခင်ကိုမြင်ရတာဖြစ်တယ်အသက်ရှင်သောဖခင်ကိုတွေ့ရတာဖြစ်တယ်အသက်ရှင်သောဖခင်ရဲ့အတန်တော်ကိုကြားရတာဖြစ်တယ်ဒါကြောင့်ကျင်းမြောင်းရာဆိုတာတကယ်တော့တင်နဲ့ကျွန်ုပ်တာ၍ဖခင်နဲ့နီးသောနေရာဖြစ်တယ်ဟာလေလုယာတာ၍ဖခင်ရဲ့အတန်တော်ကိုကြားရသောနေရာဖြစ်တယ်ကျင်းမြောင်းခြင်းဆိုတာဒါကြောင့်ကျင်းမြောင်းခြင်းရောက်တဲ့အခါမှာဝမ်းနဲ့ကြေခွဲဖို့မဟုတ်ဘဲနဲ့တင့်ကိုမြင်တော်မူသောဘုရားသခင်ရှိတယ်ဆိုတာကိုကျွန်တော်တို့ခွန်အားယူဖို့ဖြစ်တယ်ဒီအမျိုးသမီးဒီဟာဂရကိုကြည့်ဘုရားကသူ့ရဲ့မျက်စိကိုဖွင့်ပေးလိုက်တဲ့အခါမှာသူကမျက်ငိုနေပါမြင်ရလဲငိုတဲ့အချိန်မှာဘာမှမမြင်ရဘူးဘာနဲ့ပြည့်နေရလဲမျက်ရည်တွေနဲ့ပြည့်နေတယ်သူကတော့ဝမ်းနဲ့ချင်းမျက်ရည်လည်းဖြစ်နိုင်တယ်ဒေါသမျက်ရည်လည်းဖြစ်နိုင်တယ်ပြန်လဲလက်တုံးပြန်ခြင်းနဲ့မျက်ရည်လည်းဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တယ်ဆာရာပေါ်မှာသူ့ရဲ့ခံစားချက်တွေနော်ပြန်လဲလက်တုံးပြန်ခြင်းနဲ့မျက်ရည်တွေနော်ဝမ်းနဲ့ကြေကွဲခြင်းမျက်ရည်တွေအဲ့ဒီမျက်ရည်စီးကြမှာတော့သူဘာမှမမြင်တော့ဘူးဖြစ်တယ်ဒါပေမဲ့ဖခင်သခင်ကကျွန်တော်ရဲ့မျက်ရည်ကိုတုပ်ပေးတော့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာမျက်ရည်ကိုတုပ်ဖွင့်ပေးလိုက်တဲ့အခါမှာရေတွင်းကိုမြင်တဲ့အခါမှာ तू မဘယ်လောက်ထိဝမ်းသာမှာလဲနော်ဒါကြောင့်မျက်ရည်ကြားမှာအပြုံးမျက်ရည်ကြားမှာ तू ပြုံးပျော်နိုင်သွားပြီဘာဖြစ် तू ရေတွင်းတွေ့သွားပြီဟာလေလုယာအသက်ရေကို तू တွေ့သွားပြီအဲ့ရေကိုခတ်သူ့သားကိုတိုက်တဲ့အခါမှာ
တကယ်ပဲဒီသားမီးနှစ်ယောက်ဟာပြန်လဲ၍ကျင်းမြောင်းခြင်းတွေကနေဒုက္ခဆင်းရဲခြင်းတွေကနေတည်ပြီးလို့ထင်တဲ့နေရာကနေဘာဖြစ်လဲပြန်လဲလွတ်မြောက်ခြင်းအခွင့်ကိုရခဲ့တာဖြစ်တယ်ဟာလေလုယာထိုဘုရားရှင်နာမအပုံကြည်ပါစေကျွန်တော်ရဲ့အသက်တာထဲမှာလဲကျင်းမြောင်းခြင်းရောက်လို့ဝမ်းနဲ့ကြည်ကွဲဖို့မဟုတ်ဘူးတင့်ကိုမြင်တော့ဖရာသခင်ရှိတယ်ဟာလေလုယာအဲ့ဒီကျင်းမြောင်းရာကသူနဲ့တာ၍နီးစပ်ဖို့ဖြစ်တယ်ကျင်းမြောင်းရာကသူ့အတန်ကိုတာ၍တင်ရှင်းလင်းစွာကြားရတော့နေရဖြစ်တယ်ဆိုတာကိုဒီဟာဂရရဲ့တက်တာအဖြစ်ခွန်အားပေးခြင်းတာဖြစ်တယ်ဟာလေလုယာဆာလံတရားခွန်အပိုက်ငယ်6ဆာလံတရားနဲ့ခွန်အပိုက်ငယ်6ဆင်းရဲခံရသောအခါသာရဖျားကိုအော်ဟစ်၍ဆင်းရဲဒုက္ခတွေကဆယ်နှုတ်တော်မူ၏တဲ့ဟာလေလုယာအာမင်ဆင်းရဲဒုက္ခတွေကဘသူကိုလဲသာရဖျားကိုခေါ်၍တဲ့သာရဖျားသည်ထိုဆင်းရဲထဲကကဲနှုတ်တော်မူ၏တဲ့နှုတ်ကပတ်တော်ကဟာလေလုယာထိုဘုရားရှင်နာမပုံကြည်ပါစေနှစ်ကိုတွားရအောင်ဆုတောင်းခြင်းနဲ့ကိုးစားခြင်းဆုတောင်းခြင်းနဲ့ကိုးစားခြင်းခုနကျွန်တော်ဖတ်သွားတဲ့138အပိုက်ငယ်9ထဲကငါသည်ကျင်းမြောင်းရာရောက်တဲ့ခါမှာဘုသူ့ကိုခေါ်လဲသာရဘုရားကိုခေါ်၍တဲ့ဟာလေလုယာဒါနံပါတ်2အချက်သင်ကျင်းမြောင်းရာတဲ့ရောက်ပြီဆိုရင်ဘုသူ့ကိုခေါ်ဖို့လဲဘုရားသခင်ကိုခေါ်ဖို့ဖြစ်တယ်ဆုတောင်းဖို့ဖြစ်တယ်ဘုရားကိုခေါ်တော့သူတိုင်းအတွက်အဖြေရှိတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒီကျင်းမြောင်းရာထဲမှာကျွန်တော်တို့ရောက်တဲ့အခါမှာကျွန်တော်တို့ဘာလုပ်လဲဆိုတာအရင်အရေးကြီးတာဖြစ်တယ်ကျင်းမြောင်းရာထဲမှာသာရဘုရားကိုခေါ်၍ဆိုတဲ့အရာကပေါ့ကျွန်တော်တို့နားလည်ရလဲဆိုရင် तू ဟာအကူအညီမဲ့နေတယ်ဆိုတာကိုဝန်ခံခြင်းဖြစ်တယ်ဒါကြောင့်ဟိုတပတ်တော့ဆရာမတရားဟောရင်းနဲ့ကျွန်တော်အရှိမထွက်ပြီးတော့ဆူတောင်းခံချက်ခေါ်ဖိတဲ့အခါမှာထွက်လာတဲ့တွေအားလုံးကျွန်တော်ဘုရားရဲ့စကားပြောခြင်းရှိတာဖြစ်တယ်အဲ့ဒီထွက်လာတဲ့လူအားလုံးတကယ်ပဲအသက်တာထဲမှာတကယ်ပဲသင်တို့ဟာအဲ့ဒီနေ့ထူးခြားသောကောင်းကြီးမင်္ဂလာခံစားမှာဖြစ်တယ်ဟာလေလုယာထွက်လာခြင်းအချီးနှီးမဟုတ်ဘူးဘုရားကျွန်တော်ဖွင့်ပြတဲ့အခါမှာကျွန်တော်မျက်ရည်ကျတယ်သူတို့ဒီမှာထွက်လာတာကသူတို့ဘာမှမတတ်နိုင်တော့ဘူးဒါကြောင့်ကိုရောရဲ့ရှေ့မှာနှိတ်ချစွာနဲ့ထွက်လာတာဖြစ်တယ်အဲ့ဒါဝန်ခံခြင်းဖြစ်တယ်အဲ့ဒါသူတို့ဝန်ခံခြင်းဖြစ်တယ်လို့ဘုရားပြောတဲ့အခါမှာကျွန်တော်အယံဝမ်းမြောက်တာဖြစ်တယ်ဒါကြောင့်ထူးခြားခြင်းအသက်တာကျမ်းမာခြင်းအနာငြိမ်းခြင်းလွတ်မြောက်ခြင်းအောင်မြင်ခြင်းကောင်းကြီးမင်္ဂလာအဲ့ဒီနေ့တော့ဒီမှာထွက်လာတဲ့လူတွေဒီနှစ်ထဲမှာတကယ်ပဲထိုးဖောက်မှုကောင်းကြီးမင်္ဂလာတစ်စုံတစ်ခုအားလုံးရကြမယ်လို့ကျွန်တော်အထူးယုံကြည်တာဖြစ်တယ်ဟာလေလုယာဒါကအကူအညီမဲ့နေတယ်ကိုရောမတပါကျွန်တော်ကူညီနိုင်တော့သူမရှိဘူးဆိုတဲ့နှိတ်ချခြင်းကိုလည်းပုံဆောင်တာဖြစ်တယ်ဝန်ခံခြင်းဖြစ်တယ်ကျွန်တော်တို့အကူအညီမဲ့နေတယ်ကိုရောကူပါနှုတ်ကပတ်တော်ကငါဒီကျင်းမြောင်းရတဲ့မှာထာဝရဘုရားကိုခေါ်၍ဆိုတာကလူအားဖြင့်မတတ်နိုင်တော့ဘူးကျွန်တော်ရဲ့သိချင်းတတ်ချင်းတွေအားလုံးကိုဘာဖြစ်လဲစွန့်လွတ်ခြင်းဖြစ်တယ်ခေါ်ခြင်းဆိုတာကကျွန်တော်ရဲ့ကြိုးစားခြင်းအဖြစ်ကျွန်တော်ဒီကျင့်ကြံရာထဲကနေကျွန်တော်မလွတ်မြောက်နိုင်တော့ဘူးဒါကြောင့်တတ်နိုင်တဲ့ဘုရားကိုခေါ်တာဖြစ်တယ်ဒါကနေချခြင်းနဲ့ဝန်ခံခြင်းဖြစ်တယ်ပြီးတော့ဆုတောင်းခြင်းကပါလဲဆိုရင်ဆုတောင်းခြင်းကဘုရားသခင်နဲ့ကျွန်တော်ရဲ့ကြားမှာပေါင်းကူးတရားလည်းဖြစ်တာဖြစ်တယ်ဟာလေလုယာလမ်းဖွင့်ပေးသောအရာလည်းဖြစ်တယ်ပြီးတော့တော့နဲ့လည်းတူတာဖြစ်တယ်ဆုတောင်းခြင်းဆိုတာကဒါကြောင့်သင်ကျင့်ကြံရတဲ့ရောက်တဲ့အခါမှာဘုရားကိုအော်ဖို့ဘုရားကိုခေါ်ဖို့ဆုတောင်းဖို့အရန်အရေးကြီးတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ပြီးတော့ဆုတောင်းတဲ့အခါမှာလည်းကျွန်တော်တို့ယုံကြည်ချက်နဲ့လှုပ်ဆောင်ဖို့အရန်အရေးကြီးတာဖြစ်တယ်ရမရတော့မသိဘူးငါဆုတောင်းကြည့်လိုက်မယ်ဆိုတဲ့တန်တရားစိတ်နဲ့ကျွန်တော်တို့ဆုတောင်းဖို့မဟုတ်ဘူးဘုရားသခင်တတ်နိုင်တယ်ဒီအမှုဒီအခက်ခဲတွေကနေသူငါ့ကိုကယ်တင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ကျွန်တော်တို့ကဆုတောင်းဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာရရင်အရင်ရရင်အမျက်မရရင်အရင်ဆိုတဲ့တန်တရားစိတ်နဲ့မဟုတ်ပဲနဲ့တကယ်ပဲယုံကြည်ချက်နဲ့ငါဖခင်ကိုဒီချိန်မှာခေါ်တယ်ဆိုရင်ဖခင်တခင်ထူးမယ်ဟာလေလုယာအာမင်အဲ့ဒီချိန်မှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဖခင်ကိုခေါ်ဖို့အရန်အရေးကြီးတာဖြစ်တယ်ကျွန်တော်ဒီမှာဘသူရဲ့တက်တာအဖြစ်ကျွန်တော်ခွန်အားပေးခြင်းလဲဆိုရင်စာလံကျမ်းခန်းကြီး18အငယ်19စာလံကျမ်းခန်းကြီး18အငယ်19
ငါကိုကျယ်ဝန်းရာသို့ပို့ဆောင်တော်မူ၏ငါကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏တဲ့ဟာလေလုယာငါကိုကျယ်ဝန်းရာသို့ပို့ဆောင်တော်မူ၏ငါကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏တဲ့လူရဲလို့ဖြစ်လာတဲ့အခါမှာကျွန်တော်တို့စုံစမ်းခြင်းတွေရှိပါတယ်လူရဲလို့ဖြစ်လာတဲ့အခါမှာကျွန်တော်တို့အ내အမြင့်တွေရှိပါတယ်ဂျိုင်ဝမ်းတွေရှိပါတယ်ကျင်းမြောင်းရာရှိပါတယ်ဒါပေမဲ့အဲ့ဒီဂျိုင်ဝမ်းအဲ့ဒီကျင်းမြောင်းရာရောက်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်လဲဆိုတာအရန်အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့အဲ့ဒီကျင်းမြောင်းရာထဲမှာကျွန်တော်တို့ဘသူကိုကျွန်တော်တို့ခေါ်နေတာလဲဆိုတာကအရန်အရေးကြီးတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဖခင်သခင်ကတင့်ကိုကျင်းမြောင်းရာထဲပို့ပြီးဆိုရင်အမြဲတမ်းထွတ်မြောက်ရာလမ်းကိုလည်းတခါတည်းပြင်ဆင်ပေးတဲ့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာတခါလေအဲ့ဒီကျင်းမြောင်းရာကလေဖခင်သခင်ကကျွန်တော်တို့ကိုကိုယ်တိုင်ပို့လိုက်တာဖြစ်တယ်။ဘာဖြစ်လို့လဲ။သူနဲ့တာ၍နီးကပ်ဖို့ဖြစ်တယ်။အဲ့ဒီကျင်းမြောင်းရာထဲမှာသူ့ရဲ့မဆာခြင်းလက်တော်ကိုမြင်စေခြင်းလို့ဖြစ်တယ်ဟာလေလုယာ။အဲ့ဒီကျင်းမြောင်းရာထဲမှာငါမင်းနဲ့အတူရှိတယ်။ငါကယ်တင်မယ်ငါမဆာမယ်ဆိုတဲ့သူ့ရဲ့တကူတော်နမိတ်လက္ခဏာကိုမြင်စေခြင်းလို့ကျွန်တော်တို့ကိုကျင်းမြောင်းရာထဲမှာပို့ဆောင်တဲ့အချိန်လေးရှိတတ်တာဖြစ်တယ်။အဓိကကျွန်တော်တို့ကျင်းမြောင်းရာရောက်တဲ့အခါမှာကျွန်တော်တို့ဘလို့အသက်ရှင်လဲကျွန်တော်တို့ဘသူကိုကိုးစားလဲဆိုတာကအရန်အရေးကြီးတာဖြစ်တယ်။ဒါကြောင့်ယုံကြည်ကိုးစားခြင်းကျွန်တော်ထွတ်ရမြောက်ရာကျမ်းအခန်းကြီး15ထဲမှာကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုရင်မောရှေနဲ့ဣသရေလလူမျိုးကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။14ထဲမှာကျတော့သူတို့ကအဲဂုတ္တုပြည်ကနေထွက်လာတာဖြစ်တယ်။အဲဂုတ္တုပြည်ကနေထွက်လာတယ်ရွှေငွေအပြည့်နဲ့ကျွဲနွားတရိတ်ဆန်အဝတ်တစားရွှေတစားကိုယူပြီးတော့ထွက်လာကြတာဖြစ်တယ်။လမ်းခုလက်လက်ရောက်ကိုသူတို့ရှေ့မှာဘာကြီးပိတ်နေလဲအေရုံပင်လေကြီးကပိတ်နေတယ်။အနောက်မှာဖြစ်ရန်သူကထက်ကြမခွာလိုက်လာတာဖြစ်တယ်။ဒါသူတို့အတွက်ကျင်းမြောင်းရပဲ။အဲ့ဒီကျင်းမြောင်းရရောက်တဲ့အခါမှာဣသရေလလူမျိုးတွေဘယ်လိုနေကြလဲ။ဖယားကိုပြစ်တင်တယ်။မောရှေကိုပြစ်တင်တယ်။အဲဂုတ္တုပြည်မှာတင်းញိုင်းမရှိလို့ငါတို့ကိုတေစေခြင်းကတီတောထဲမှာပို့တာလား။ငါတို့ဒီမှာတေတာထက်အဲဂုတ္တုပြည်မှာငါတို့ကျွန်ခံရင်တာ၍ကောင်းနေတဲ့မောရှေကိုဘာလုပ်လဲအပြစ်တင်တယ်ဖယားခင်ကိုအပြစ်တင်တယ်အဲ့ဒီကျင်းမြောင်းရာရောက်တဲ့အခါမှာဒီလူအုပ်ကြီးရဲ့အမြင်နဲ့မောရှေရဲ့အမြင်ကွာခြားတာဖြစ်တယ်သူတို့ငါတို့တော့လွတ်လန်းမရှိတော့ဘူးအရှိမလဲပင်လေတဲ့ခုံချိုင်လဲတေဖို့ပဲရှိတယ်ရန်သူကမှိန်လဲတေဖို့ပဲရှိတယ်သူတို့ကျင်းကြက်ရာရောက်တဲ့ခါမှာသူတို့မြင်နေတာကတေဖို့ပဲဒါပေမဲ့မောရှေကတေဖို့မြင်တာမဟုတ်ဘူးဖယားသခင်တတ်နိုင်တယ်ဆိုတာကိုယုံကြည်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မောရှေကသူတို့ကိုပြောတယ်မောရှေကသူတို့ကိုစကားတခွန်းပြောတာဖြစ်တယ်မကြောက်ကြနဲ့ဖယားသခင်ကိုအပြစ်မတင်ကြနဲ့ငြိမ်ဝတ်စွာနေကြပါတဲ့ဟာလေလုယာဖယားသခင်ကြီးသောအမှုကိုပြုမယ်တဲ့ကျင်းကြက်ရာထဲမှာရောက်တာချင်းအတူတူဒီ6သိန်းမကတော့လူအုပ်ကြီးကဘာကိုပဲမြင်နေကျင်းကြက်ရာထဲမှာတေဖို့ပဲမြင်တာဖြစ်တယ်ဒါပေမဲ့မောရှေတယောက်တာပဲဖယားသခင်ကြီးတော်မှုကိုပြုမယ်တဲ့တိတ်ဆိတ်စွာနေပါငြိမ်ဝတ်စွာနေပါပြောချင်တာမျက်မှောက်တော်ထဲမှာပဲတိုးဝင်ပါဖယားကိုပဲဆုတောင်းပါသူ့ကိုပဲယုံကြည်ကိုးစားပါသူငါတို့အတွက်ကြီးတော်မှုကိုပြုမယ်ဆိုပြီးတော့မောရှေကပြောတာဖြစ်တယ်ဒါပေမဲ့6သိန်းမကတော့ဒီလူအုပ်ကြီးရဲ့ complaint တွေစဉ်းစားကြည့်ပါဦးနော်ကောင်းဆောင်တယောက်ရပဲခံနေရတာဖြစ်တယ်နင်းကြောင်နင်ငါတို့မခေါ်လိုက်ငါတို့ဒီလိုအခက်ခဲတွေ့ရမှာမဟုတ်နင်းကြောင်ဆိုပြီးတော့မောရှေကိုဝိုင်းပြီးတော့အပြစ်တင်နေတဲ့အထဲမှာဒီကျင်းမြောင်းရအဲ့ဒီအေရုံပင်လေကြီးကိုဖခင်ကနှစ်ချမ်းခွဲသားပေးလိုက်တာဖြစ်တယ်ဒါကြောင့်ခုနကျွန်တော်ပြောတယ်ကျင်းမြောင်းရာထဲမှာရောက်တဲ့လူတိုင်းဖယားကိုခေါ်တော်သူတိုင်းဖယားကိုဆုတောင်းတော်သူတိုင်းမှာအမြဲတမ်းအပြည့်ရှိတာဖြစ်တယ်ဟာလေလုယာဖယားသခင်ကနားညောင်းပေးတဲ့ဖယားသခင်ဖြစ်တယ်ဆုမတောင်းတဲ့ဒီလူအုပ်ကြီးကသူတို့မှလမ်းမရှိတော့နီးလမ်းမရှိတော့တေဖို့ပဲစောင့်တာဒါပေမဲ့ဆုတောင်းတော်မောရှေမှာအပြည့်ရှိတာဖြစ်တယ်မင်းရဲ့လက်ကိုပင်လယ်ပေါ်မှာမြောက်လိုက်တဲ့ဟာလေလုယာအပြည့်ရှိတာဖြစ်တယ်ဟာလေလုယာ
ဒါကြောင့်ကျင်းမြောင်းရာရောက်တဲ့အခါမှာထာဝရဘုရားကိုကျွန်တော်တို့ခေါ်ရအောင်ခေါ်တဲ့သူတိုင်းမှာထွက်မြောက်ရာလမ်းအဖြေဘုရားသခင်ပြင်ဆင်ထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအေရုံပင်လေကနေသူတို့မြေပေါ်မှာရှောက်သွားရတဲ့အခွင့်ကိုရတာဖြစ်တယ်ကြော်ပြီးတော့ခါရှုရတော်မှာသူတို့ဘာဖြစ်လဲရှောက်သွားရင်းနဲ့3 ရက်ခရီးသွားတယ်တဲ့ရေကိုမတွေ့ရကြတယ်ဟိုမှာလူမြောက်လို့ပဲပျော်တော့ပဲရှိသေးတယ်ဘာဖြစ်လဲမှာတောနဲ့နေကြီးထဲမှာရှုရတော်တဲ့မှာ3 ရက်ခရီးရေကိုမတွေ့ရကြဘူးတဲ့မာရလည်းရောက်ရောရေလည်းတွေ့ရောဝမ်းသာအားရနဲ့တောက်မဲ့ကြံတော့ဘာဖြစ်လဲရေကခါနေတယ်ရေတောက်လို့မရဘူးအဲ့ဒီအချိန်မှာလဲလူအုပ်ကြီးကဘာဖြစ်လဲမောရှေကိုအပြစ်တင်ကြတယ်မောရှေကိုဝိုင်းပြီးတော့လက်ညှိုးထိုးကြတယ်မင်းကြောင့်ငါတို့ဒီလိုဒုက္ခရောက်တယ်နော်အချင်းချင်းလဲပြစ်တင်ကြမယ်လို့ကျွန်တော်ထင်တယ်ကလေးတွေကသူတို့မိဘတွေကိုအပြစ်တင်နေတာလားအမျိုးသမီးကခင်မွန်းတွေကိုအပြစ်တင်နေတာလားငါပြောသားပဲငါတို့ကြံခဲ့ရင်ပြီးရောနေပဲဥဆောင်ပြီးတော့ငါတို့ခေါ်ထုတ်လာတာငါတို့အေဂုတုပြည်မှာကြံခဲ့ရင်ပြီးရောအဲ့ဒါနင့်ကြောင့်ဆိုပြီးတော့ဖခင်ကိုဝိုင်းပြီးတော့အပြစ်တင်နေမှာလားဒါမို့ဖခင်ကမိခင်ကိုပဲအပြစ်တင်နေမှာလားတင်ကတောင်းချင်တဲ့မြတ်ကိုတောင်းရပြီးတော့နေရထွက်လာတာလေရင်တော့နေပဲတောင်းတာလေရတဲ့ຢာတွေနဲ့တင်ပဲပျော်ပြီးတော့ငါတို့ဥဆောင်ပြီးတော့မောရှေနောက်လိုက်ခိုင်းတာလေအခုတော့တွေ့ပြီမလားဆိုပြီးတော့တယောက်ကိုတယောက်ဘာဖြစ်မလဲအပြစ်တင်နေမှာကျင်းမြောင်းရာထဲမှာရောက်တဲ့အခါမှာကျွန်တော်တို့အယံတတိထားဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်မိသားစုထဲမှာအခက်ခဲတစ်စုံတစ်ခုဖြစ်ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လဲစုတောင်းဖို့အရင်မစင်စားဘူးတယောက်နဲ့တယောက်ကျွန်တော်တို့ဘာလုပ်လဲအပြစ်တင်နေမင်းကြောင့်နင်းကြောင့်သားသမီးတွေလည်းအဖေတို့ကြောင့်မိဘတွေလည်းသားသမီးတွေကြောင့်ခင်မွန်းတွေကလည်းအမျိုးသမီးကြောင့်အမျိုးသမီးကလည်းခင်မွန်းတွေကြောင့်ကျွန်တော်တို့အပြစ်တင်နေကြတယ်ဒီကျင်းမြောင်းရာထဲမှာရောက်ရင်ဖယားကိုအရင်ဆုံးလက်ဆွဲဒူးထောက်ပြီးတော့ဆုတောင်းခြင်းတဲ့ဖယားကိုအော်ဟစ်ခြင်းတဲ့ကျွန်တော်တို့တယောက်ကိုတယောက်အပြစ်တင်တာအရင်မြင်တာဖြစ်တယ်ခါလီကျွန်တော်တို့ဒီဣသရေလလူမျိုးတွေ6 သိန်းမကတော့အဝင်ထဲမှာဖြစ်နေတာလားစဉ်းစားစီချင်တာဖြစ်တယ်အဲ့ဒီ6 သိန်းကျော်ထဲမှာထာဝရဘုရားကိုအော်ဟစ်တော်သူကတယောက်ပဲရှိတယ်အဲ့ဒါမောရှေဖြစ်တယ်ဟာလေလုယာမောရှေကဘုရားကိုဆုတောင်းတယ်အမြဲတမ်းဆုတောင်းတော်သူမှာဘုရားကအဖြေပေးတာဖြစ်တယ်ဒီမှာလဲဘုရားကမောရှေကိုထပ်အဖြေပေးတယ်တစ်ပင်တစ်ပင်ကိုပြတယ်တစ်ပင်ကိုခုတ်ပြီးတော့ရေထဲမှာချလိုက်ရေချိုသွားမယ်တဲ့ဟုတ်လားအဲ့ဒီကျင်းမြောင်းရာထဲမှာအခက်ခဲဒုက္ခဆင်းရဲခြင်းထဲမှာရောက်တော်သူတိုင်းအော်ဟစ်တော်သူတိုင်းဘုရားကိုခေါ်တော်သူတိုင်းဆုတောင်းတော်သူတိုင်းမှာဘုရားသခင်ကအမြဲတမ်းအဖြေပေးတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာထို6 သိန်းမကသောလူတွေဘာအဖြေမှမရှိဘူးရင်ငတ်ပြီးတေဖို့ပဲရှိတယ်မဟုတ်ရင်အေဂုတုပြန်ဖို့ပဲရှိတယ်အေဂုတုပြန်ရင်လည်းအေဒုံပင်လည်းဘသူခွဲပေးဦးမှာလဲခုနဘုရားခွဲပေးလို့ကြော်ခဲ့ရတာလေအခုပြန်မယ်ဆိုရင်လည်းအေဒုံပင်လည်းမှာပဲတစ်နေမှာဘလို့ကြော်မှာလဲသူတို့တော့မျောလင်းချက်မဲ့နေပြီသူတို့မှာအဖြေမရှိဘူးဒါကြောင့်ဖယားကိုယုံကြည်ကိုးစားသောသူတိုင်းမှာအမြဲတမ်းအဖြေရှိတာဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမဘုန်းကြီးပါစေဒီလူအုပ်ကြီးရဲ့တုံ့ပြန်မှုကကြည့်ပြစ်တင်ခြင်းညီထွားခြင်းတယောက်ကိုတယောက်ဝေဖန်ခြင်းကဲ့ရဲ့ခြင်းပဲဖြစ်တာဖြစ်တယ်မောရှေရဲ့တုံ့ပြန်ခြင်းကမဟုတ်ဘူးထာဝရဘုရားကိုအော်ဟစ်တာဖြစ်တယ်ဟာလေလုယာဘုရားကတစ်ပင်ကိုပြတယ်ခုတ်တယ်ရေတယ်ချတဲ့အခါမှာရေကဘာဖြစ်လဲချိုသွားတယ်ယနေ့ထိရှိတယ်လို့ပြောတယ်နော်ဒီအီဂျစ်နေဖက်မှာယနေ့ဒီကဘာလက်ခရီးသည်တွေကအမြဲတမ်းသွားပြီးတော့လေ့လာနေတဲ့နေရာတစ်ခုလည်းဖြစ်တယ်ယနေ့ထိရှိသေးတာဖြစ်တယ်အဲ့ဒီခက်ခဲရာခါတီတော့မာရအရက်ကနေသူတို့ကဖျက်လျှောက်သွားတဲ့အခါမှာအေလိန်ဆိုတဲ့ပြီးပြည့်စုံခြင်းကိုသူတို့ရောက်သွားတာဖြစ်တယ်။ကြောက်တော့ကျွန်တော်ကြည့်တဲ့အခါမှာအေလိန်ကတကယ်တော့သူတို့ရဲ့အနီးနားလေးမှာပဲရှိတယ်တဲ့အဝေးမဟုတ်ဘူးနီးနီးလေးကျွန်တော်ဒီတမိုင်းအထောက်ထားရဆိုသူတို့ဒီ10 မိုင်နဲ့10 မိုင်ကြားလားနော်
အဲ့ဒီချိန်ကာလတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက်ကြောင့်တရက်ခရီးရှိကောင်းရှိနိုင်တယ်တဲ့ကလေးတွေနဲ့နော်သူတို့ရဲ့တိုးနွားတိရစ္ဆာန်တွေနဲ့ဆိုတော့တရက်ကောင်းရှိနိုင်တယ်တကယ်တော့အဲ့ဒီမာရနဲ့အေလိန်ကနင်းနီးလေးပဲဖြစ်တယ်ပြောချင်တာဖခင်သခင်ပြင်ဆင်ပေးတဲ့ကောင်းချီးမင်္ဂလာကကျွန်တော်ရဲ့အနားမှာပဲရှိတယ်ဟာလေလုယာအဲ့ဒီမာရကကျွန်တော်တို့ကိုအဲ့ဒီဖခင်သခင်ပြင်ဆင်ခြင်းအေလိန်မရောက်စေချင်တာကကျွန်တော်ရဲ့ညီးထွားခြင်းတွေပဲဖြစ်တယ်တကယ်တော့ကောင်းချီးမင်္ဂလာကကျွန်တော်တို့ကိုပတ်ရန်ဝိုင်းထားပြီးသားဖြစ်တယ်ဖခင်သခင်ပြင်ဆင်ထားပြီးသားဖြစ်တယ်လက်တကမ်းမှာပဲအေလိန်ကရှိတာဖြစ်တယ်ဒါသူတို့အေလိန်ကိုရောက်တဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်ခုနကျွန်တော်တို့ဒီမှာပုံထဲမှာကျွန်တော်တို့တွေ့ရတဲ့အရာเนาะတစ်ချက်လောက်ကျွန်တော်တို့ပြန်ကြည့်ချင်တယ်ကျွန်တော်တို့ဒါကသူတို့ရဲ့မာရရဲ့ရေရှိပေမဲ့တောက်လို့မရဘူးအရန်ခါသေးတယ်ဒါပေမဲ့တစ်ဖက်မှာဘာဖြစ်လဲအေလိန်ကျွန်တော်ဒီအေလိန်အကြောင်းကိုဖတ်ချင်တယ်20မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်တွေ့မယ်ဆိုရင်ကျွန်တော်တို့ဒီလိုကဖတ်ရအောင်ထို့နောက်မှာရေတွင်းဆက်လက်တွင်ဆုံးလုံးပေ90နှစ်ပြည့်စုံတဲ့အေလီယာတို့ရောက်ပြီးကိုရက်တွေရှိရာနာမှာတက်ချကြ။အာမင်။ယေရှုတင်နေတကယ်တော့နီးနီးလေးပဲဖြစ်တယ်နော်။သူတို့ရဲ့လက်တကမ်းမှာပဲအေလင်ကအဝေးကြီးမှမဟုတ်ဘူး။အကယ်၍ရမာရထဲမှာညင်းခုန်ခြင်းနဲ့မာရအရက်မှာတယောက်ကိုတယောက်အပြစ်တင်ခြင်းနဲ့တကယ်လို့သူတို့အထဲမှာမောရှေမပါဘူးဖျားကိုအော်ဟစ်တော်သူဖျားကိုခေါ်တော်သူဆုတောင်းတော်မောရှေမပါဘူးဆိုရင်တေချတဲ့အဲ့ဒီလူတွေသူတို့ရဲ့လက်တကမ်းမှာရှိတဲ့ဒီအေလိန်ကိုရောက်ရမှာမဟုတ်ဘူးအဲ့ဒီထဲမှာညီးထွားခြင်းအော်ဟစ်ခြင်းအပြစ်တင်ခြင်းနဲ့ပဲသူတို့လမ်းဆုံးသွားမှာဖြစ်တယ်တချို့ဆိုရင်လည်းနောက်ကျောင်းပြန်လှည့်ကောင်းလှည့်နိုင်တာဖြစ်တယ်တချို့ဆိုလည်းအဲ့ဒီမာရအရက်မှာပဲအသေးခံကြမှာဖြစ်တယ်သူတို့ရဲ့အထဲမှာဖခင်သခင်ကိုယုံကြည်ကူးစားသောမောရှေပါလို့သူတို့ဒီအေလိန်ကိုရောက်ရတာဖြစ်တယ်ဖခင်ရှင်နာမပုံကြည်ပါစေဒါကြောင့်သင်မိသားစုထဲမှာကျင်းမြောင်းရန်ရောက်ပြီဆိုရင်တယောက်နဲ့တယောက်အပြစ်တင်တဲ့အထဲမှာသင်ဒီဖခင်ကိုယုံကြည်ကူးစားတော်သူဖြစ်ပါစေဟာလေလုယာမိသားစုထဲမှာသင်တဲ့ရောက်ကပင်လင်ဖခင်ကိုယုံကြည်ကိုးစားခြင်းနဲ့ခက်ခဲရတဲ့မှာအော်ဟစ်မယ်ဆိုရင်သင်ရဲ့မိသားစုကိုဖခင်ကအေလိန်ဆိုတဲ့ဘီးပြည့်စုံခြင်းကိုပို့ဆောင်ပေးမှာဖြစ်တယ်ဟာလေလုယာပြန်ပြီးတော့အပြစ်တင်ကဲ့ရဲ့ဝေဖန်နေတော်သူမဟုတ်ဘဲနဲ့အဲ့ဒီကျင်းမြောင်းရတဲ့မှာထာဝရဘုရားကိုပဲခေါ်ပါထာဝရဘုရားကိုအော်ဟစ်ပါတယောက်တော်သူရဲ့ထာဝရဘုရားကိုအော်ဟစ်ခြင်းကြောင့်6သိန်းမကတော့လူတွေဘယ်ကိုရောက်ရလဲအေလိန်ကိုရောက်ရတာဖြစ်တယ်ဖခင်ရဲ့ပြီးပြည့်စုံခြင်းဖြစ်တယ်။ရေတွင်12တွင်နဲ့ဆုံမလုံးပင်90နဲ့ပြည့်စုံသောအေလိန်ရေတွင်12တွင်ဒါဖခင်ရဲ့ကဏ္ဍဖြစ်တယ်။9ဆိုလဲဖခင်ရဲ့ကဏ္ဍဖြစ်တယ်။ပြီးပြည့်စုံခြင်းကျွန်တော်တို့လောကမှာတော့မှကျွန်တော်တို့အသုံးနေကြစကား lucky 7ဖခင်သခင်ရဲ့ကဏ္ဍဖခင်သခင်ရဲ့ပြီးပြည့်စုံခြင်းရေတွင်12တွင်ဆိုဖခင်သခင်ရဲ့လူမျိုးတော်12မျိုးတမန်တော်12ပါးဖခင်ရဲ့ကဏ္ဍဖြစ်တယ်ပြီးပြည့်စုံခြင်းရေတွင်12တွင်ခုနတောက်ဆရာမရှိတဲ့နေရာကနေကြည့်အရှံအပဲ့ဟာလေလုယာဖခင်တခင်ရဲ့ကောင်းချီးမင်္ဂလာကလေအဲဒီလိုရောင်ရဲတင်းတိမ်ခြင်းပဲမဟုတ်ဘူးအရှံအပဲ့ထိကောင်းချီးပေးခြင်းတဲ့ဖခင်တခင်ဖြစ်တယ်ဟာလေလုယာဒီရေတွင်12တွင်ပဲတွင်းတောက်မှာလဲကြိုက်တဲ့တွင်းတောက်လို့တော့မကောက်ချုံမှာလားဖခင်တခင်အဲ့လောက်ထိသူ့သားသမီးတွေကိုကျယ်ဝန်းသောဟာလေလုယာချမ်းသာခြင်းထဲမှာပို့ဆောင်ပေးတဲ့ဖခင်သခင်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီကျင်းမြောင်းရာထဲမှာဖခင်ကိုပြစ်တင်ခြင်းအချင်းချင်းကိုပြစ်တင်ခြင်းနဲ့ပဲကျွန်တော်တို့အဲ့ဒီပြည့်ပြည့်စုံခြင်းကိုမရောက်နိုင်တာဖြစ်တယ်။တကယ်တော့အဲ့ဒီပြည့်ပြည့်စုံခြင်းနဲ့ကျယ်ဝန်းသောအရက်ဆိုကျွန်တော်တို့ရဲ့အနီးနားလေးမှာပဲရှိပါတယ်။အဝေးကြီးမှာမဟုတ်ပါဘူး။ပြီးတော့သူတို့ကရေတွင်းရှိတဲ့နေရာမှာဘာဖြစ်လဲစခန်းချကြတယ်။အဲ့ဒါအနာယူခြင်းဖြစ်တယ်။ဟာလေလုယာ။မျက်မှောက်တော်ထဲမှာအနာယူခြင်းဖြစ်တယ်အထံတော်ထဲမှာအနာယူခြင်းဖြစ်တယ်ယေဆိုတာကခရစ်တော်ကိုလည်းပုံဆောင်တယ်နှုတ်ကပတ်တော်ကိုလည်းပုံဆောင်တာဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ထဲမှာအနာယူခြင်းခရစ်တော်နဲ့အတူမျက်မှောက်တော်ထဲမှာအနာရခြင်းကိုပြောတာဖြစ်တယ်ဖခင်ကလေကျွန်တော်တို့အရောက်စီတိုင်းကိုအဲ့ဒီလိုကျယ်ဝန်းသောအရက်ထဲမှာပို့ဆောင်ခြင်းနဲ့ဖခင်သခင်ဖြစ်တယ်ကျွန်တော်တို့ကိုဖခင်သခင်အဲ့ဒီလိုသူ့ရဲ့ချမ်းသာခြင်းထဲမှာ
ပုတ်ဆောင်ပေးခြင်းနဲ့ဖရာသခင်ဖြစ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျင်းမြောင်းခြင်းဆိုတာကျွန်တော်တို့အမြဲတမ်းကြုံတွေ့ရမယ့်အရာမဟုတ်ပါဘူးခဏလေးပဲတောင်ဖရာသခင်ကဒီဣသရေလလူမျိုးတွေကိုအဲဂရုပြည်ကနေခါနန်ဆိုတာနီးနီးလေးပဲမဝေးဘူးကျွန်တော်ကျမ်းစာထဲမှာတရားဟောရာကျမ်းထဲမှာလား17ရက်လို့အတိလင်းဖော်ပြထားတာဖြစ်တယ်အခန်းကြီး1အငယ်1မှာလားနော်17ရက်ခရီးပဲရှိတယ်17ရက်ခရီးကိုသူတို့ဘယ်လောက်သွားရလဲနှစ်ပေါင်း40သွားခဲ့ရတယ်တကယ်တော့နီးနီးလေးပဲဒီ17ရက်သွားမဲ့ခရီးကိုဘာကြောင့်နှစ်ပေါင်း40အထိသူတို့သွားရလဲဆိုရင်ဖရာသခင်ရဲ့ခေါ်ခြင်းဖရာသခင်ရဲ့အတူပါရှိခြင်းဖရာသခင်ရဲ့မာစာခြင်းလက်တော်တာ၍မြင်စေခြင်းလို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဖရာသခင်ကသူတို့ကိုခက်ခဲသောလမ်းကနေနော်ပင်လေလမ်းကနေကြမ်းတမ်းသောလမ်းကနေခေါ်သွားတယ်ဆိုတော့အဲ့ဒီခက်ခဲခြင်းထဲမှာသူဟာအတူပါရှိခြင်းရဲ့နမိတ်လက္ခဏာကိုမြင်စေခြင်းတာဖြစ်တယ်ဟာလေလုယာသူ့ရဲ့မာစာခြင်းဒီတော်လန်းတစ်လျှောက်မှာလဲဘုရားကသူတို့ကိုမီးတိုင်အားဖြစ်တယ်၎င်းမိုးတိမ်အားဖြစ်တယ်၎င်းခေါ်ဆောင်ပေးတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာသူတို့ဒီတိုင်းပဲလွတ်လိုက်တာမဟုတ်သူကိုယ်တိုင်ဘာဖြစ်လဲဆောင်ချက်ပြီးတော့ကွယ်ကာပေးတဲ့ဘုရားသခင်ဖြစ်တယ်တကယ်တော့ခါနာန်ပြည်ဟာနီးနီးလေးမှာပဲဖြစ်တယ်17ရက်ခီးပဲဖြစ်တယ်ဘာကြောင့်သူတို့နှစ်ပေါင်း40သွားခဲ့ရတာလဲစုံစမ်းခြင်းရက်ပေါင်း40ကိုဘုရားကတစ်ရက်ကိုတစ်နှစ်တွက်ပလိုက်တာဖြစ်တယ်10ယောက်ကမယုံကြည်နိုင်ဘူးငါတို့မနိုင်ဘူးဒီလူမျိုးတွေကိုငါတို့သူတို့ရှေ့မှာနံကောင်ပဲဖြစ်တယ်တဲ့10ယောက်ကငါတို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒါကိုဘုရားကတရက်ကိုတစ်နှစ်ပေးပြီးတော့ရက်ပေါင်း40စုံစမ်းခြင်းနဲ့နှစ်ပေါင်း40တိုးထဲမှာသူတို့လေခဲ့ရတာဖြစ်တယ်ကျွန်တော်မိသားစုထဲမှာစဉ်းစားစီချင်တာဖြစ်တယ်တကယ်တော့ကောင်းခြင်းမင်္ဂလာကနီးနီးလေးမှာပဲဘာကြောင့်ကျွန်တော်တို့မိသားစုတွေအဲ့ဒီကျယ်ဝန်းရာထဲမှာဘုရားသခင်ချမ်းသာခြင်းထဲမှာမဝင်ရတာလေခါလေကျွန်တော်တို့ရဲ့မယုံကြည်နိုင်တော့အကြောင်းလည်းဖြစ်တာဖြစ်တယ်သူတို့ကိုယ်တိုင်တောက်ရတဲ့ဒီရေခါတော့ရေပင်လေကြီးနှချမ်းခွဲတာသူတို့ကိုယ်တိုင်မြင်ရတယ်ကိုယ်တိုင်ရှောက်ရတဲ့ဣသရေလလူမျိုးတွေဒါပေမဲ့ဘာဖြစ်လဲမယုံဘူးဘုရားကိုလိုက်တာတန်တရားနဲ့လိုက်နေတာဒါကြောင့်နှစ်ပေါင်း40တိုးထဲမှာလေနေတယ်ဒါတော့မှသူတို့ခါနာန်ပြည်ထဲမှာဝင်စားခြင်းခွင့်မရဘူးဒီဟာလေးကိုကျွန်တော်စဉ်းစားစီခြင်းနဲ့ရှင်းချင်းစီခြင်းကျွန်တော်တို့မိသားစုတွေဘုရားသခင်ခေါ်ခြင်းထဲမှာကျွန်တော်အရောက်စီတိုင်းရှိတယ်ဘုရားသခင်ကျွန်တော်တို့ကိုခေါ်ထားကြတဲ့ကကိုကျယ်ဝန်းရာအရက်ကိုပို့ဆောင်ဖို့ပဲဖြစ်တယ်ဟာလေလုယာသူ့ရဲ့ချမ်းသာခြင်းထဲမှာခေါ်သွင်းဖို့ပဲဖြစ်တယ်ဘာကြောင့်ကျွန်တော်တို့မရောက်နိုင်ရတာလဲဘာကြောင့်ကျွန်တော်တို့လည်နေရတာလဲဣသရေလလူမျိုးတွေရဲ့အသက်တာကိုဆင်ခြင်ပါဖခင်ကိုကျွန်တော်တို့ယုံကြည်ရခြင်းတဲ့ယုံကြည်ခြင်းနဲ့လိုက်နေခြင်းနဲ့ကျွန်တော်တို့တန်တရားနဲ့လိုက်နေတာလားတကယ်တော့ကောင်းချီးမင်္ဂလာဆိုတဲ့ဒီအိမ်လိန်ကသူတို့ရဲ့လက်တကမ်းမှာပဲရှိတယ်သူတို့ရဲ့ညီးထွားခြင်းနဲ့အချင်းချင်းအပြစ်တင်ခြင်းတွေကြောင့်တာလေသူတို့ကမာရအရက်မှာကြံ့ကြာနေတာဖြစ်တယ်တကယ်တော့ကောင်းချီးမင်္ဂလာကအနီးနားမှာပဲရှိတယ်ဒါကြောင့်အဲ့ဒီခက်ခဲခြင်းထဲမှာဖခင်ကိုအော်ဟစ်တော့အာဗြဟံတယောက်အားဖြင့်ပဲသူတို့ကပြီးပြည့်စုံသောအိမ်လိန်ကိုရောက်တဲ့ကဲ့သို့ဒီနေ့သင်မိသားစုထဲမှာတယောက်ကိုတယောက်အပြစ်တင်ဝေဖန်ညှိတွားနေမဲ့အစားကျွန်တော်တို့ရဲ့အသင်းတော်တွေထဲမှာတယောက်ကိုတယောက်ကျွန်တော်တို့အပြစ်တင်နေမဲ့အစားကျွန်တော်တို့ဖခင်ကိုအော်ဟစ်ရအောင်ဟာလေလုယာဖခင်ကိုခေါ်ရအောင်ဖခင်ကိုခေါ်တော်သူတိုင်းတွေအမြဲတမ်းအဖြေရှိတာဖြစ်တယ်အမြဲတမ်းထွတ်မြောက်ရာလမ်းကိုဖခင်ကပြင်ဆင်ထားပြီးတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်နံပါတ်3ချက်